မင်္ဂလာပါဒီတော့ကတော့ယောက်ျားလေးမှာခုနကဆိုလို့ရှိရင်ကိုအပြည့်ရှိရလို့ခံစားရတဲ့စိတ်ရှိရလို့ပြောခဲ့တယ်လေအဲ့ဒီစိတ်ကိုတဲ့ဘယ်လိုမျိုးတဲ့အသုံးချမလဲတဲ့မိန်းမတွေမှာတနာတဲ့စိတ်ရှိမှန်းသိရင်ယောက်ျားတွေကတနာအောင်လုပ်တယ်မလားမိန်းမတွေပန်းကြိုက်မှန်းသိရင်ယောက်ျားတွေအရက်ပလင်းဝယ်တောက်မဲ့ပတ်စံကိုပန်းစည်းကြီးဝယ်ပြီးတော့ပို့ပေးတယ်မလားယောက်ျားတွေမှာကိုအပြစ်တင်စိတ်ရှိတယ်ဆိုတာကိုသိရင်ဘယ်လိုသုံးချလို့ရမလဲတဲ့ဒါပေါ်ကိုမလုံးစီချင်တာတွေအတွက်နာမည်ဆိုးအထွက်ခံပြီးရှင်းမဲ့အစားပြဿနာရှာမဲ့အစားသူကောင်းထဲမှာအပြစ်ရှိတယ်ဆိုတဲ့စိတ်ကလေးတွေဖြစ်တဲ့ program ရေးထားပေးလိုက်အောင်ပေါ့တဲ့ဒါဆိုလို့ရှိရင် program ဘယ်လိုရေးမလဲပေါ့နော်ကျွန်တော်ပြောမယ့်နီလန်းကိုမယုံဘူးဆိုလို့ရှိရင်အခြေအနေနှမျိုးလုံးနဲ့စမ်းသပ်ကြည့်ပါတဲ့ပထမတစ်ခုကတော့ဥပမာခြေမရှုပ်စေချင်ဘူးဆိုတော့သူခြေရှုပ်နေတယ်လို့ထင်မိတဲ့အခါပုံမှန်အဖြစ်မလုပ်မလဲဖုံးယူစစ်မယ်တန်တရားဝင်တဲ့အချိန်တိုင်းရစ်မယ်ဆွဲမယ်ဒေါသတကြီးရန်တွေ့မယ်အဲ့ဒီလိုမျိုးတွေမလုပ်ပဲတခြားနည်းပါရှိသေးလဲနည်းနည်းစဉ်းစားကြည့်ပါဦးလိုအပ်လို့သူဖုံးကိုယူသုံးရတဲ့အချိန်မျိုးမှာတော့ခွင့်တောင်းမယ်ကိုဖုံးခဏယူသုံးမယ်နော် password ဖွင့်ပေးပါလို့ပြောမယ်သူ password ရိုက်နေတဲ့အချိန်မှာမျက်လုံးကိုလွှဲထားပေးမယ်သူက password ပြလာရဲဆိုလို့ရှိရင်တောင်မှကိုကနေမှကိုကရှုပ်ပွေမဲ့ယောက်ျားမျိုးမဟုတ်ဘူးဆိုတာကိုအသေးကလုံးဝယုံတယ်လို့ပြောမယ်တန်တရားဝင်နေရင်ရန်တန်ဆွဲမဲ့စာမိတ်ဆက်ပေးခိုင်းမယ်ပေါင်းကြည့်ပြီးတော့ခါကြတော့အနီးကပ်လေ့လာမယ်လူတိုင်းမှာစန့်ကျင်ဘက်လိန်တကယ်ချင်းရှိတတ်ကြရဲဆိုတာကိုနားလည်မယ်သူနဲ့ဆိုရင်တော့ကိုလုံးဝယုံတယ်လို့ခြိထားမယ်အဲ့ဒီတော့အခြေအနေတစ်ခုမှာယောက်ျားလေးတွေရဲ့စိတ်အလုံးလုံးပုံကွာခြားချက်ကိုနည်းနည်းရှင်းပြပါမယ်ဖုန်းကိုယူစစ်လိုက်တဲ့အခါမှာတည်ထားတဲ့နာကကိုမျောလင့်ထားသလိုဖောက်ပြန်နေတဲ့ chat history တွေ caller တွေထပ်ပုံတွေရဆိုလို့ရှိရင်အုပ်လာငယ်ဖြည့်ချလိုက်တဲ့ခေါင်းပေါင်းတွေကစပင်တွေလိုထွေးလိုက်ထွက်ကြလာမှာမဟုတ်ပါဘူးမိန်းလေးတယောက်ကိုလိမ့်နေဆိုတာ16နှစ်သားလောက်ကမှစတင်ရင်တောင်19နှစ်သားလောက်မှဆိုလို့ရှိရင်အကုန်အစင်တက်အပ်တဲ့ယောက်ျားတွေရဲ့အထာရတပဲဖြစ်ပါတယ်ဖုန်းကိုယူပစစ်တဲ့အခါမှာတော့သူကခမားကိုလိမ်ဖို့ကြိုးစားရမှာမဟုတ်တော့ဘူးသူကကိုလိမ်ဖို့ကြိုးစားရမှာဖြစ်ပါတယ်သူကခမားကိုဖောက်ပြန်ဖို့ကြိုးစားရတော့မှာမဟုတ်ပါဘူးသူတိတ်ခါသူမာနာသူအဆက်ကိုဖောက်ပြန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်ဖုန်းထဲမှာသူဖြတ်ပြီးသားဖော်ပြီးသားတွေကိုမတွေ့လို့အားတောင်းအားနာဖြစ်ရမှာခမားမဟုတ်တော့ပါဘူးသူကိုယ်တိုင်ပဲသိတယ်ဖြတ်ထားတာဖော်ထားတာတွေအတွက်အားတောင်းအားနာဖြစ်ရမှာကသူသာဖြစ်ပါတယ်အယက်ခံအစိတ်ခံလိုက်ရတာဆိုလို့ရှိရင်သူ့မှာရှိတဲ့အပြည့်ရှိတဲ့စိတ်တွေကိုအတော်များများကြေသွားစေပါတယ်စောကရစ်လို့စစ်လို့ပြဿနာမတက်အောင်ဘာမဟုတ်တဲ့ကိစ္စတွေကိုဖြတ်နေဖွက်နေရတာဆိုတဲ့စကားသူကိုယ်သူပြန်ပြောတဲ့အခါကြားလို့ကောင်းနေပါလိမ့်မယ်အဲ့ဒီအပြည့်ရှိစိတ်ကိုအရေးဖြောချပေးဖို့အတွက်အကူအညီပေးလိုက်မိတာကတခြားသူမဟုတ်ပါဘူးခမားရဲ့အာသာပြေစိတ်ကောက်ပြီးရစ်လိုက်ချင်မိတဲ့အကျင့်ပဲဖြစ်ပါတယ်ကိုကကွယ်ရမှာတောက်တာမကြိုက်ဘူးမလားတောက်ချင်လို့ရှိရင်ပြောရောပေါ့ကွယ်လိုက်ထိုင်ပေးမှာပေါ့တဲမပါပဲတောက်လိုက်မှာမဟုတ်ဘူးလို့ထင်ထားတာဒီလိုလေးပဲပြောလိုက်ပါတဲ့နိုင်ရောက်ထွက်တာမကြိုက်ဘူးမလားတဲ့သွားချင်သွားလေကိုတော့ယုံတယ်တဲရတော့အိပ်ပြီးမက်ဆေ့တော့ပို့ထားပေးနော်အဲ့လိုမျိုးလေးပြောပြီးတဲ့နောက်မှာတဲ့သူကတဲကလည်းဒီလိုပဲတစ်ခါတလေတငယ်ချင်းတွေနဲ့နိုင်ရောက်ထွက်တတ်တာပဲလေဆိုတာလေးမတိမတာလေးထည့်ပေးလိုက်ပါတဲ့ငါ့ကိုမလိန်နဲ့လို့ဒေါသတကြီးရန်တွေ့တာဟာငါ့ကိုလိန်လို့ရတယ်လို့ပြောတာပါပဲတဲ့ငါလူမျိုးကိုဆုံးရှုံးခံနိုင်လို့ရှိရင်ငါ့ကိုလိန်ကြည့်ပေါ့ဆိုတဲ့ message လေးဒါတဲ့အပြုံးလေးနဲ့ပြောလိုက်ပါတဲ့တကောင်သားကဖင်ကြောင်ရိုးတဲ့အထိစိတ်နေအောင်ကြက်သီးထားပြီးတော့ခမားကိုမထားပါလိမ့်မယ်တဲ့ထူလက်ပြကြီးလို့ရအောင်ကိုကမြန်မာပေါ်ကလည်းမဟုတ်ပလေးတွေပဲအလုပ်ဖြစ်နေတဲ့ခင်မှာကိုကစားပြီးတော့လိုင်းသားရမိခင်ကြီးဇက်ထုတ်ခင်းလို့ရှိရင်လိုင်းသားရဖခင်ကြီးပဲပြန်ရပါလိမ့်မယ်တဲ့ထမြက်တဲ့မိန်းမဆိုတာဘယ်လိုလဲတဲ့ဘယ်တော့မှထုံမပြဘူးစူဖီယာလက်လို့တိုင်းသိပြီးသည်ထမြက်ပြတဲ့တောင်းအားမှုမျိုးကိုအားကြလို့ရှိရင်တခုခုတော့မှားနေပါပြီအပေါ်မှာပြောခဲ့တာတွေအလုံးအတွက်လိုအပ်ချက်လေးနှစ်ခုတော့ရှိပါလိမ့်မယ်တစ်အချက်ကိုရွေးချယ်ခဲ့တဲ့ပူရိတာဟာတက်ခါရှိတဲ့အဆက်ရှိတဲ့အစဉ်အတန်းမျိုးတော့ဖြစ်နေပါစေပေါ့နှစ်အချက်ပေးတလောက်ပြန်မြင်ရမှန်းသိတဲ့အခါချက်ချင်းဆွန့်ပစ်ရဲပါစေပေါ့ဒါတွေအလုံးအားတဲ့ကိုရွေးချယ်လို့ရတဲ့ကိစ္စတွေပါတဲ့မိန်းကလေးတွေကလည်းတဲ့နီးမက်လမ်းမဲ့တန်ဖိုးထားခံရမယ်ယောက်ျားလေးတွေကလည်းတဲ့နားဘူးသက်သာရအောင်ဒီစာကိုရေးပါတယ်ဗျာဖတ်ပြီးတော့
ယောက်ျားတွေကိုအမြင့်ပို့ယုံမိန်းမတွေကိုအောက်ကျစေခြင်းယုံလေးရေးထားတယ်ထင်လို့ရှိရင်နောက်တစ်ခေါက်ပြန်ဖတ်ကြည့်ပါယောက်ျားတွေကိုမိန်းမတွေရှိရာအမြင့်စီကိုတဲ့နီးမှန်လမ်းမှန်ဆွဲခေါ်စေခြင်းနာမှန်သဘောပေါက်ပါလိမ့်မယ်တဲ့